အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုမျိုး channel ရနေကိုဒီမတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးတွေမင်္ဂလာရှိသောနေ့ရက်ကလေးတွေများစွာဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကိုမျိုး channel ရနေကိုဒီမတွေအားလုံးအတွက်ဆုမွန်တောင်းပေးလိုက်ပါတယ်ဗျာเนาะကဲအားလုံးပဲချစ်ကိုချစ်မတွေအားလုံးပဲမင်္ဂလာပါဗျာเนาะကဲအားလုံးလည်းချစ်ကိုချစ်မအားလုံးကျွန်တော်တို့ဒီနေ့မှာနေ့ကင်းပိုင်းလေးတော့ကျွန်တော် live လွှင့်မှုတော့ကြိုးစားပါတယ်เนาะဒါပေမဲ့ကိုကြီးမအားလုံးပဲ video file ပဲကျွန်တော်ဆက်လက်ပြီးတော့တင်ပေးလိုက်ပါတယ်ဘာပဲဖြစ်ပေါ့เนาะအဲ့တော့ video file ကိုလည်းအရှိကြီးလည်းလုပ်မလာပါဘူးအားလုံးပဲအစနေစုံသေးချာလေးနားလည်အောင်လို့ဒါကြည့်ရှုပေးသွားကြပါအောင်ဗျာเนาะအဲ့တော့ one day နဲ့ main ကွက်တွေကျွန်တော်ဒီညနေပိုင်းမှာ main on ကိုအဓိကအနေနဲ့အကောင်းဆုံးကြိုးစားပေးထားပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲအဓိကလုံးမိုင်လည်းကျွန်တော်ကြိုက်တယ်လုံးမိုင်လေးလည်းကျွန်တော်ပြောခဲ့မယ်ဒီညနေ one day ကော main ကွက်ကောတခုမှမပြောင်းဒါပေမဲ့ main ကွက် main on ကွက်ကတော့လေ main on ကွက်ကိုလည်းကျွန်တော်ပြောင်းပေးထားတယ်ဟုတ်ပြီလားအဲ့တော့ညအတိုင်းပဲကျွန်တော်အဓိကဆော့ရမယ်ခင်ဗျဝိုင်းချင်းကကျွန်တော်တို့ကမနက်ပိုင်းကခဏန်းကကိုကိုင်းနေတာတမျိုးပေါ့နော်မနက်ပိုင်းတကယ်လို့တာ16ကြာညနေ4ကိုမနက်ပိုင်း4ကိုကြာအတွက်ညနေ16အမှားဆုံးအချိန်က16ချိန်လောလောဆယ်မှာအဲ့ဒါကြောင့်လို့ကိုရီမိုက်အားလုံးကိုညနေပိုင်းမှာကျွန်တော်16ဝိုင်းချင်းကိုဆက်လက်ပြီးတော့သုံးပါမယ်နောက်တစ်ခုအနေနဲ့ဒီမနက်ပိုင်းထွက်တဲ့69ဆိုတဲ့ကဏ္ဍကကျွန်တော်တို့နေ့တိုင်းမှာအထူးကစော့တဲ့နဲ့မပြောက်ပတ်သီးတွေမွေးကဏ္ဍတွေပေါ့နော်ဒါတွေကိုအဓိကစော့ခိုင်းရင်ညတွေကလည်းတတ်နိုင်တဲ့ရွေးပေါ့နော်အခွေစော့လို့ပြီးသွားတဲ့ကိုကြီးမိုက်အားလုံးကလည်းဒီဘက်ကိုမွေးကဏ္ဍကိုပြောင်းစော့ဒီဘက်မှာအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ညတွေကနော်အဖွဲ့ဝင်တွေအားလုံးအနေနဲ့ကကျွန်တော်တို့ပုံမှန်တိုင်းပဲကျွန်တော်အဖွဲ့ဝင်စာတို့ကတော့အဆင်ပြေလို့အောင်မြင်သွားခဲ့ပြီအဲ့တော့ကိုကြီးမိုက်အားလုံးပဲအဲ့တော့ညကလည်းရတယ်ကျွန်တော်တို့လုံးမိုင်တစ်လုံးအနေနဲ့လည်းရှိရလို့လည်းကျွန်တော်ပုံမှန်လည်းအားလုံးကိုပြောခဲ့တယ်မနှက်မလာရင်ညက်နေလာဖို့များတယ်အဲ့တော့ကျွန်တော်ကဟိုတင်ဗီဒီယိုဖိုင်မနှက်ညမတင်ပဲညက်နေပိုင်းမှာအဓိကနော်တင်ဖို့တောင်ထပ်ပြီးစဉ်းစားတာဒါမှအဖွဲ့ဝင်တွေကအဆင်မပြေကြဘူးဆိုရင်တော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်အဲ့တော့ချစ်ဖို့ချမ်းမအားလုံးပဲကျွန်တော်ပုံမှန်တိုင်းပဲကျွန်တော်ဒီဘက်မှာအခုပြောထားတဲ့အတိုင်းပဲပတ်သီးတစ်လုံးနော်ပတ်သီးလုံးနောက်ထပ်လက်ဆောင်ပတ်သီးတစ်လုံးကို AC ဆိုတာပတ်ပါအဖွဲ့ဝင်တွေအားလုံးပဲတေးချလေးနားထောင်နော်မိသားစုဝင်အားလုံးနေနဲ့ကျွန်တော်ပို့တော့ပတ်သီးတစ်လုံး AC ဆိုတာပတ်ပါပြီးရင်မွေးကနန်း AC ပဲမွေးပါရည်ရွယ်ချက်အနေနဲ့နောက်ထပ်ဝီမရအားလုံးပဲနောက်တစ်ပတ်မှာကျွန်တော်တို့အရင်ရအောင်ပဲလိုက်ပြီးတော့ဆော့ပါဒါမှမဟုတ်လည်း main ကွက်ကိုတင်မွေးကျင်တယ်ဆိုရင်လည်းမွေးလို့ရတယ်ပတ်သီးကိုတော့ပုံမှန်ထပ်ပို့ပြီးတော့မပတ်ပါနဲ့နော်ပတ်သီးတစ်လုံးကျွန်တော်ထုတ်ပေးပါမယ်မကောင်းလို့လားကိုမျိုးကြီးဒီလိုပေးခြင်းအပြင်ဟိုကပတ်သီးကမကောင်းလို့မဟုတ်ပါဘူးနော်ကန်ဆိုတာပြောလို့မရပါဘူးချစ်ကိုချက်မှအားလုံးကိုပုံမှန်လေးပြောပြကန်ဆိုတာပြောလို့မရဘူးအခုရွှေအခုငွေဖြစ်ရင်လည်းဖြစ်မှာဒါမှမဟုတ်လည်းပြာဖြစ်ရင်ဖြစ်သွားမယ်ပြောလို့မရဘူးเนาะအဲ့တော့ကိုကြီးမအားလုံးပဲเนาะကိုဘာကိုညံသုံးပြီးတော့လာဆော့เนาะကျွန်တော်ဒီနေကင်းပို့ပြမလားသုံးမဟုတ်ညပို့ပြမလားတော့မသိဘူးဒီနေကင်းတော့ပို့ပြဖို့များတယ်ကျွန်တော်အမိပို့ပေးပါမယ်เนาะအဲ့တော့ချစ်ကိုချင်းမအားလုံးပဲကျွန်တော်တို့ main ကွက်လေးဆက်လက်ပြီးတော့အားလုံးပဲပေါ့ဝင်ကပေါက်ကြီးလေးမှန်းကြအောင်ညာပတ်တိကတော့เนาะကျွန်တော်ပြောပြီးသားပါဘာမှစိုးရိမ်နေရမရှိဘူးလှုပ်ရှားရှိတာလှုပ်လို့ကျွန်တော်ပြောခဲ့ပါအဲ့တော့2345ခွေပြီးเนาะ4454ခွန်9095ခွန်ပြီးအဲ့တော့ပြီးဆိုပြီးတော့အဲ့ထဲမှာမှကျွန်တော်တို့အဓိကဘာကြံနေအောင်မလဲဆိုရင်ကျွန်တော်ကယ်ပေါက်ကြံပါသေးတယ်เนาะ44459095ဆိုတဲ့အဒီကဏ္ဍ၄ဘက်ကိုဆက်လက်ပြီးတော့မွေးရင်လည်းမွေးလို့ရပါတယ်အဲ့တော့ချစ်ကိုချစ်မရအားလုံးပဲဟိုတင်ကြာပေးတော့ကြမှာအဓိကထားပြီးမွေးရမယ်မွေးကဏ္ဍလည်းဖြစ်ပါတယ်ဒါပေမဲ့ကြိုပြီးတော့လည်းထွက်တတ်တဲ့အတွက်ကိုကြီးမရအားလုံးပဲတက်နိုင်တော့ပပသည့်မွေးနေ့တိုင်းမှာဆော့ရကိုကြီးမရအားလုံးက44459095မှတ်ထားပါတော့เนาะဒါတွေကကယ်ပေါက်ဩဝတ်တွေအဲ့တော့စောပုံစောနေနေတယ်ကျွန်တော်တို့ဟိုမှာအင်္ဂါလေးညက်နေရစဆောမှာဖြစ်တဲ့အင်္ဂါလေးညက်နေဘုံလူနေ့မနိုင်ညရှိတဲ့အတွက်ပပစီဆော့ပြီးတော့ကြာသပိတ်တောက်ကြကြမှာတင်ပြီးတော့ဆော့ဟုတ်ပြီလားရှစ်ကိုရှုံးမရအားလုံးပဲ44459095ဒါလေးတင်ပြီးတော့ဆော့အဖောက်ဝင်ဆော့တဲ့ကိုကြီးမရအားလုံးကကျွန်တော်ဒီနေ့ကပတ်တိတစ်လုံးမင်းရောကွက်ကျွန်တော်ပုံမှန်တိုင်းပြန်ပြီးတော့ပို့ပေးပါမယ်အဲ့ဒါလေးကိုကိုကြီးမရအားလုံးပဲပြန်လည်ပြီးတော့เนาะတက်နိုင်တော့ AC ဆော့ပါလို့ပြောတယ်เนาะတကယ်လို့တင်ပတ်ချင်တယ်ဆိုရင် main ပတ်တစ်လုံးလားတင်ပတ်ထားရပြီကျန်တာကဘာမှမလုပ်ရမလို့ AC ပဲဆော့ဟုတ်ပြီလားเนาะလူသစ်တွေအနေနဲ့လည်းအားလုံးပဲเนาะနောက်ပေးတဲ့လက်ဆောင်တန်းလေးတွေလည်းဆင်ပြေအောင်ကြိုးစားပေးထားပါတယ်အဲ့တော့ကျွန်တော်တို့အင်္ဂါလေးညက်နေဒီရင်းနိုင်ဝယ်စီတော့ဝိုင်းချင်းပေါ့နော် main ကွက်ကကျွန်တော်၄ကွက်ထုတ်ထားပါတယ် main ကွက်ကကျွန်တော်အားလုံးပေါင်း၈ကွက်ရှိတယ်အဲ့၈ကွက်တွေကသတိထားဖို့အတွက် main ကွက်၄ကွက်ထုတ်မယ်ဒီအဓိကပြီးရင်တစ်ကွက်ကောင်းထုတ်မယ်ပြီး main ရော2ကွက်ထုတ်မယ်ဒါပါပဲเนาะ၈ကွက်ထဲမှာဆိုတော့ဒီ၄ကွက်တွေကပဲကျွန်တော်လှည့်ထုတ်မှာအကြိုက်ဆုံး main ကွက်တွေကပဲ main ကွက်ကိုဒီ
ကျွန်တော်ရွေးချယ်ထားတဲ့၄ခွက်ထဲကပဲရွေးပြီးတော့ထုတ်ပေးပါနော်အဲ့တော့ဝမ်းချင်းကအင်္ဂါညနေ4နာရီခွဲသေးတော့ဝမ်းချင်းက6တက်ဝမ်းချင်း6ပိုင်1ပိုင်ကျွန်တော်က1ပိုင်ကြိုက်ပါတယ်နော်1ပိုင်1ပတ်ဒီကိုပို့ပြီးတော့ကြိုက်ပါတယ်အဲ့တော့ကြိုက်သူရဲ့ကိုကြီးမရဲ့အားလုံးပဲဆော့ပါနော်6နဲ့ပတ်သက်ရင်ညတော့ထားတဲ့အတိုင်းပဲ6065 6969ပါနော်6065 6969ပါ1နဲ့ပတ်သက်ရင်10တင်က1919ပါ6နဲ့ပတ်သက်ရင်6065 6969 1နဲ့ပတ်သက်ရင်10တင်က1919အထက်မှာအဓိကသတိထားရမယ် main ဟောကွ60 69 1ခွန်19အဲ့၄ခွက်ကအဓိကသတိထားရမယ် main ဟောကွနော်ဒီ၄ခွက်ထဲကပဲအကြိုက်ဆုံးကိုပြောပါဆိုရင်တော့ကျွန်တော်1ပိုင်ကြတာဖြစ်တဲ့အတွက်1ခွန်နဲ့19က main ဟောတစ်ခွက်ကောင်းကတော့ကျွန်တော်ကိုကြီးမအားလုံးကိုပြောပြပေးမယ်ကဲအားလုံးပဲ comment မှာကျွန်တော်ကိုမျိုးခေါ်ပြီးတော့ကနန်းလေးတွေကို comment မှာ live ပြီးမှန်ပေးကြအောင် like လက်မလေးနှိပ်ပေးပါ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးဒီမှာမျှဝေပြီးတော့မှကြည့်ပေးပါ channel ကို subscribe မနိုင်ရသေးဘူးဆိုတဲ့ကိုကြီးမအားလုံးက channel ကို subscribe နှိပ်ပြီးတော့မှကြည့်ပေးပါเนาะအဲ့တော့ကျွန်တော်305ခုကီးနဲ့ပတ်သက်ပြီးတော့ဒီညနေပိုင်းမှာလည်းကြောက်အစီအစဉ်အများကြီးရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ချက်လို့ချင်းမအားလုံးကို့မှာနေတိုင်းမှာဝိုင်းနေအပိုင်ရှိတဲ့ကိုကြီးမအားလုံးက305ခုကီးကိုမမေ့စေချင်ဘူးသူ့ရဲ့အခွေကိုလည်းမမေ့စေချင်ဘူးเนาะအဲ့ဒါကြောင့်ချက်ွေချင်းမအားလုံးလည်းအဆင်ပြေလို့305ခုကီးကိုကင်ထားပါဆက်လက်ပြီးတော့เนาะအဲ့တော့နေတိုင်းမှာဆော့ရကိုကြီးမအားလုံးကိုပြောတာဒါကကျွန်တော်ကသတိမင်းပါလို့ပြောမှပြောလို့မရဘူးနောက်ပြီးတော့၄ခုမပြောက်သွားသေးမှာ6ကြသွားတဲ့အတွက်၄ကတော့ဘာပဲဖြစ်ဖြစ်လာနိုင်ရရှိသေးပါတယ်ဆက်လက်ပြီးတော့ကိုကယုံကြည်မှုရှိလို့ဆက်လက်ပြီးတော့ကိုလည်းငကိုတော့ကဒီမပြောက်သွားသည်3တယ်ပေါ့နော်3ရတဲ့ကိုကြီးမအားလုံးပဲ၄ခုနဲ့ပတ်သက်ပြီး4နဲ့ပတ်သက်ပြီးတော့စိုးရင်ညာမရှိဘူးလို့ကျွန်တော်ကထင်တယ်လာကိုလာမှာဒါပေမဲ့နည်းနည်းလေးကြာနဲ့ဟိုစောတာနဲ့ဒါပဲရှိမယ်ကြံတာတော့မရှိတော့ဘူးเนาะအဲ့တော့ကိုကြီးမအားလုံးပဲ၄ခုဟိုကြံသေးရဲ့၄ခုကို4ကိုဆက်လက်ပြီးစော့ခြင်းနဲ့စော့ဆင်ပြီးလို့စော့အောင်เนาะဒါမှမဟုတ်လည်းကြံကိုကျွန်တော်ပြောတဲ့ကဲဘောက်ကို40 45 90 95ပဲအေးဆေးပဲစော့တော့မယ်ဆိုလဲစော့လို့ရတယ်ဒီလိုပတ်မျိုးမှာဒီလိုရထားတာနေတိုင်းမှာစော့ရကိုကြီးမအားလုံးပဲအခွေလည်းထွက်တယ်မွေးလည်းထွက်တယ်မပြောက်ပတ်သီးလည်းထွက်တယ်ကီးရလည်းအဆင်ပြေနေတယ်ပြောရစရာမရှိတာပြောရစရာရှိတာကတော့နေတိုင်းမှာကတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲဝိုင်းရင်းကတော့ကျွန်တော်ဖမ်းတော့မဟုတ်လို့ကိုကြီးမအားလုံးအခုလိုမျိုးဖြစ်တာပေါ့နော်မနက်ပိုင်းကျွန်တော်တစ်လျှောက်ဖမ်းတယ်ညနေကို4ခုဒါပေမဲ့မနက်ပိုင်း4ခုကြာပြီးတော့ညနေတစ်လျှောက်ကြာမလားဆိုတော့ဆက်လက်ပြီးကြည့်ရမယ်ဒါပေမဲ့ဝိုင်းရင်းတစ်လျှောက်အချိန်ကတော့မနက်မကြာညနေကအမှားဆုံးအချိန်ပဲဖြစ်တယ်ဆိုတာကိုကြီးမအားလုံးပဲယုံကြည်စွာနဲ့ဆက်လက်ပြီးစော့ပါမယ်နော်အဲ့အတွက်ကိုကြီးမအားလုံးပဲကျွန်တော်ကတော့အင်္ဂါနေ့ညနေ4နာရီခွဲစီအတွက်ဝိုင်းရင်းကတစ်လျှောက်ဝိုင်းရင်း6တက်ဝိုင်းရင်းကျွန်တော်တစ်ပိုင်းဖမ်းပါတယ်နော်အဲ့တော့6နဲ့ပတ်သက်ရင်60 65 6969 1နဲ့ပတ်သက်ရင်10တင်က1ခွန်19အဓိကသတိထားရမယ် main hall 4ဘောက60ခွန်နဲ့69 1ခွန်နဲ့19ဒီဟာကိုအဓိကသတိထားမယ်ပြီးရင်ကိုကြီးမအားလုံးပဲအဓိက main hall 2ခွက်ကတော့ကျွန်တော်တက်ပိုင်းဖြစ်တဲ့အတွက်1ခွန်19 6ကြိုက်တဲ့ကိုကြီးမအားလုံးက6ခွန်69ထိုးပေါ့နော်ကျွန်တော်ကတော့တက်ပိုင်းဖြစ်တဲ့အတွက်1ခွန်19က main hall အကြိုက်ဆုံး main hall တစ်ကောင်က17ပါနော်1ခွန်အားတစ်ခွက်ကောင်းဖြစ်ပါတယ်နော်အဲ့အတွက်အကြိုက်တူတဲ့ကိုကြီးမအားလုံးပဲလိုက်ပြီးတော့စော့ပါเนาะအဓိကကတော့အမှန်အမှန်ကိုအဓိကလက်ခံနိုင်မှုပဲအရေးကြီးပါတယ်နောက်တစ်ခုအနေနဲ့ကိုကြီးမအားလုံးပဲအဖောက်ဝင်တွေကကျွန်တော်နောက်ထပ်ပြီးတော့ပို့ပြီးတဲ့ဇနန်းကိုပဲကျွန်တော်အရှိမပြောလို့ပဲအေးဆေးစွာပဲစော့ပါကျွန်တော်ဒီလုံးကြောင့်ဘယ်လုံးကြောင့်ပြင်ပါလိုက်မပါလိုက်ကိုကြီးမအားလုံးကျွန်တော်ပြောပြီးသားအဆွေးတရမွေးကနန်းပဲတတ်နိုင်လောက်တင်ထိုးเนาะပတ်သေးအနေနဲ့အေးဆေးပါပဲဗတ်လို့ကျွန်တော်ပြောပြီးသားเนาะအဲ့တော့ကျွန်တော်ဒီနေ့ကမဖြစ်မနေခဏန်းပို့ပါမယ်เนาะကဲအဲ့တော့ချက်ကိုချက်မရအောင်လုံးပဲနေနိုင်မှာစော့ကြရတယ်ကိုကြီးမအားလုံးကကျွန်တော်တို့လက်တွဲပြီးအဖောက်ဝင်စော့ကြရတယ်ချက်ကိုချက်မရအားလုံးကကျွန်တော်ကိုမျိုးပေးတော်တဲ့ကိုကြီးမအားလုံးပဲအဆင်ပြေလို့အောင်မြင်ကြပါစေကိုမျိုးကိုချစ်တဲ့ခင်တဲ့ကိုကြီးမအားလုံးပဲကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်တော်မိလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲတက်တာပါကျွန်တော်ကိုမျိုးပါဗျာနော်